တခါစားပြရနဲ့ထက်ကစားကျင်နေတဲ့ဝါသားတုံးလိုက်ကြွကြော်ကြီးတွေရောင်းတဲ့ဆိုင်ကိုဟိန်းမျိုးကခေါ်ဝါပေးပါမယ်ခင်ဗျာဆိုင်နေရာလေးကတော့ဘိုးချုပ်လက်မကြီးပေါ့မြို့သီးပူပေးဆိုင်ရဲ့ကြော်ကြော်လေးမှရှိရတယ်ခင်ဗျာဆိုင်နာမည်လေးကတော့တခါစားဆွဲလန်းပဲဖြစ်ပါတယ်ခင်ဗျာဒီဆိုင်လေးမှာလူကြိုက်များပြီးတော့မှအရန်ကိုမှရောင်းရတဲ့ဝက်နံကင်အမဲသားကင်ဝက်ကြွကြော်နဲ့အမဲသားခေါက်ဆွဲစီချက်တို့ကိုမဆားကြည့်ခဲ့ပါတယ်ခင်ဗျာဒီဆိုင်ကဝက်နံကင်ဆိုရင်ကျိုင်းထောင်ကနေကားနဲ့မဆားတဲ့အထိကိုရောင်းကောင်းပါတယ်ခင်ဗျာဝက်ကြွကြော်လေးဆိုရင်လည်းရေကုန်ကချွတ်ပြီးတော့မှအတွင်းသားအီအီလေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်တပြောဘက်ကနေတောင်းတလို့အချင်းလေးနဲ့တူပြီးတော့စားကြည့်လိုက်တာတော်တော်လေးကိုအရသာရှိပါတယ်ခင်ဗျာဝက်နံငင်ဆိုရင်လည်းသူ့ရဲ့ရတာက unique ဖြစ်တဲ့ရတာမျိုးပါမကင်ငင်ရတာတွေနှက်ပြီးတော့မှပေါင်းအိုးနဲ့ထည့်ပြီးတော့กินပေးပါတယ်ခင်ဗျာအဲအကြောင်းလည်းရတာကအိပ်ပြီးတော့မှတော်တော်လေးကိုစားလို့ကောင်းပါတယ်မဲသားကင်လေးဆိုရင်လည်းနူးနူးညံ့ညံ့လေးနဲ့ပါးစပ်ထဲမှာဝါတဲ့အခါမှာမချွတ်ချွတ်ကြီးဖြစ်မနေပဲနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ်ခင်ဗျာသူကအစီပါတဲ့အသားရည်နဲ့အတွင်းသားအသားကြီးပဲရှိတဲ့နေရာတွေကိုတေချာလေးလိပြီးတော့ထည့်ပေးပါတယ်ခင်ဗျာမဲသားကင်ဆိုရင်လည်းလုံးဝကိုညှိနှမ်းမရှိဘူးသမင်းလေးနဲ့ပဲတွဲစားစားတောက်စရာတစ်ခုခုနဲ့ပဲအမြည်လှုပ်တော်တော်လေးကိုလိုက်ဖက်ပါတယ်ခင်ဗျာသူတို့ဆိုင်ကချပေးတဲ့အချင်းဆိုရင်လည်းအရသာကိုထူးခြားကောင်းမွန်အောင်ကျက်သွန်ဖြူငုပ်သီးနဲ့အခြားပါဝင်ပစ္စည်းတွေကိုအချိုးကျပေါင်းဆက်ပြီးတော့မှပြုလုပ်ပေးထားလို့သားကင်တွေနဲ့တို့ပြီးစားတဲ့အခါမှာတော်တော်လေးကိုမှလိုက်ဖက်တဲ့ကျင်းစာအုံးမောင်နှံလို့ဖြစ်နေပါတယ်ခင်ဗျာအမဲသားခောက်ဆွဲလေးကလည်းအမဲသားဘက်တွေအများကြီးထည့်ပေးထားပြီးတော့အမဲသားဟင်းရည်လေးကလည်းပါးစပ်ထဲကိုတစ်ခါတောက်လိုက်တဲ့အချိန်မှာဆွဲညှိသွားပြီးတော့အားရင်တွေရှိသွားသလိုမျိုးခံစားရပါတယ်ခင်ဗျာဆိုတော့အားရင်တွေကုန်ခန်းပြီးတော့နှုံချိနေရဆိုရင်မဲသားခောက်ဆွဲလေးကိုသားစားကြည့်ဖို့ကြံပေးပါတယ်ခင်ဗျာဒီဆိုင်ကစီချက်ခောက်ဆွဲလေးရာဆိုရင်လက်လောက်ခောက်ဆွဲဖြစ်ပြီးတော့အီအီလေးနဲ့ကလေးလူကြီးတိုင်းတိုက်ကြမယ်လို့ထင်ပါတယ်အရသာနဲ့ပေးထားတာကလည်းပါးစပ်ထဲမှာဆွဲပြီးတော့အမြဲတမ်းကိုစားကျင်နေတဲ့အရသာလေးဖြစ်ပါတယ်ခင်ဗျာဆိုတော့အခုလိုမျိုးသားရှိတဲ့ဝမ်းနံကင်နဲ့ခောက်ဆွဲတွေကိုစားကျင်နေဆိုရင်တခါစားဆွဲလန်းဆိုတဲ့ဆိုင်လေးမှာသွားစားကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာဒီဆိုင်မှာဆိုရင် Yunan Hotpot တွေလည်း order မှာပြီးတော့စားလို့ရပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဗီဒီယိုလေးကို like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်တဲ့ဗီဒီယိုမှာထပ်ပြီးဆုံတွေ့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်တတ်တာ